ခြေပြတ်နေတဲ့လီဗာပူးကိုတော်မှာမနိုင်တဲ့အာဆင်နယ်ချန်ပီယံဖြစ်ဖို့မထိုက်တန်သေးပါဘူး။ပရိသတ်များလုံးဝမင်္ဂလာများရှင်လန်းထက်ဆန် iPad ခွန်ရှိကိုမောင်း456ပတင်စာပိတ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။မင်းညကလန်ဒန်မှာမိုးတွေတိမ်တီးနေတာ။မော်တိုင်းအရှိန်ကြောင့်လေတွေကလည်းတိုင်းမိုးတွေကလည်းရွာဆိုတော့ကစားမတွေအတွက်တော်တော်လေးခက်ခဲတဲ့အခြေအနေပြ။အာဆင်နယ်ကွင်းထဲမှာကိုယ့်ရဲ့အိမ်ကသာအနွေးထွေးဆုံးနေရာပါဆိုတဲ့ဗီဒီယိုတွေပါပြနေပေမဲ့တကယ်တော့ကွင်းထဲမှာအိတ်ဆက်ပြီးတော့ဆွဆွနေတာပဲ။ကစားမတွေဘောလုံးထင်းရတာပေးရတာတွေကစချော်ထွက်နေတာမျိုးတွေတွေ့ရတယ်ဗျာ။ဒါပေမဲ့ပရိသတ်တွေကတော့ပြောစရာမလိုပါဘူးဗျာမိုးရွာလေးအားပေးနေပါပဲအမေရိကွင်းကြီးတစ်ခုလုံးအနီးနဲ့အဖြူတွေလွှမ်းနေတယ်ပြီးအတန်တွေကလည်းစုညံနေတာပါပဲပေါ်ပန်ဆိုရင်အာဆင်နယ်နဲ့လီဗာပူးတွေ့ပြီးဟေးဆိုတာနဲ့ဂိုးတွေကမိုးရွာသလိုရွာတက်တာကိုအရင်တော့ကအာရှာမီလေးကိုသွင်းပြီး4-4တေကြားခဲ့တဲ့ပွဲမျိုးတွေဟင်နရီဟက်ထရစ်သွင်းခဲ့တဲ့ပွဲမျိုးတွေပေါ့ဒီနေ့ပရီးမီးယားလိဂ်မှာတွဲဆုံမှု69ချိန်မှာဂိုးပေါင်း196ဂိုးတောင်ရှိခဲ့တာကိုပြင်းပြတဲ့ပွဲကို3ဂိုးနှုန်းလောက်ရှိတယ်ဒါကြောင့်လူတိုင်းကဒီပွဲမှာလည်းဂိုးတွေတိုင်းသွင်းမယ်လို့ထင်ခဲ့ကြတော့ဒါပေမဲ့ဘောလုံးဆိုတာလုံးနဲ့မဟုတ်လားဗျာထင်တယ်လို့ဖြစ်မလာခဲ့ပဲ2015နောက်ပိုင်းပထမအဆုံးအချိန်ဖြင့်ဒီနှစ်သိန်းတွေးဆုံမှုမှာဂိုးမရှိသေးကြသွားခဲ့ပါတယ်။အာဆင်နယ်ကအမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတယ်။မန်စီးတီးကဘရုံးနေတော့ကဘရိုက်တန်ကိုတေးကြထားတယ်ဗျာ။ဒါကအာဆင်နယ်အတွက်ရွှေရောင်ခွင့်ရေးပဲဒီပွဲကိုသာနိုင်လိုက်ရင်မန်စီးတီးကို10မှတ်တောင်ဖျက်နိုင်မှာပါ။10မှတ်ဆိုတာနည်းတဲ့အကွာဝေးမဟုတ်ဘူးနော်။ဒီဘောက်ဘက်ကကြတော့လက်ရှိချန်ပီယံဖြစ်ပေမဲ့ဒီအားဒီမှာနည်းနည်းရုန်းကန်နေရတယ်။အစင်လေးနေရာမှာရှိနေပြီးအာဆင်နယ်နဲ့14မှတ်တောင်ကွာဟနေတာ။ဒါပေမဲ့သူတို့ကလည်းရှုံးပွဲမရှိစံချိန်ကိုထိန်းချင်နေတာဆိုတော့ဘယ်သူမှအလျှော့ပေးမဲ့ပုံစံမျိုးမရှိဘူးဗျာ။ပွဲစားနဲ့အာဆင်နယ်ကအတော်လေးကိုကြမ်းနေပရိသတ်အားပေးတန်တဲ့အတူဖေကစားတာများအတန်းရှည်ကိုပေါက်တော့မချဘူးပွဲစားပြီးမိနစ်20လောက်မှာအာဆင်နယ်ကပွဲကိုလုံးဝထိန်းချုပ်ထားနိုင်ခဲ့တယ်ရိုက်ရဲ့ဖြစ်တင်ဘောကိုတင်းမကောင်းတိုက်ချပေးလိုက်တာရှိတယ်ဒါပေမဲ့ဘယ်သူမှအဆုံးမတတ်နိုင်လိုက်ဘူးနောက်ပြီးဆာကာကကာကတ်ကိုလဲစားပြီးကြော်ဖြတ်သွားတာပြီးတော့ဂိုးရှိကိုဖြစ်တင်ပေးလိုက်တာအရန်ကောင်းနေဗျာဒါပေမဲ့ဇိုဗီမန်ရဲ့နောက်ကျောဘက်ကိုရောက်သွားလို့ကန်ခွင့်မရလိုက်ဘူးဆာကာကိုယ်တိုင်ဂိုးရအပြင်ဘက်ကနေကန်တာလည်းရှိသေးတယ်ဒါပေမဲ့အလီဆင်ကစုံနေတဲ့ဘောလုံးကိုတော့မိအောင်ဖမ်းနိုင်ခဲ့တယ်ဗျာအာဆင်နယ်ကစားပုံကတက်ကြွတယ်လိုချင်စိတ်ရှိတယ်ဒါပေမဲ့ဂိုးတော့မရခဲ့ဘူးဒီနေရာမှာပြောစရာရှိတာကတိုက်စစ်မှုရောက်ကြတာပါမပါရဲ့လားလို့တော့ထင်ရတယ်ဘောလုံးလုံးဝမထိရတော့ပါပဲအာဆင်နယ်ကဖေကစားနေတော့မှပဲရုတ်တရက်အသေးထိတ်စရာဖြစ်ရတဲ့ခုဖြစ်သွားတယ်ဗျာမိုးရွာနေတာလည်းပါတာပေါ့အာဆင်နယ်နောက်ခံလို့စားလေးပါဂိုးသမားရာရာစီနောက်ပြန်ပေးတာနှစ်ယောက်သားနန်းလည်မှုလွဲသွားတယ်ရာရာကဘောလုံးကိုအတင်းပြေးလိုက်ရှင်းရတယ်အဲ့မှာရှင်းထုတ်လိုက်တဲ့ဘောလုံးကလီဗာပူးညာနောက်ခံလူငယ်လေးဘရက်ဒလီစီတနက်မက်မက်ရောက်သွားပါလေရောဂိုးပေါက်ကဟာနေပြီလေဘရက်ဒလီကလည်းပပနဲ့ဘောလုံးကိုအသာရလေးမှာပြီးတော့ဂိုးလေးကိုလှမ်းပစ်ကန်သွင်းလိုက်တာဂိုးဘီလိုတောင်ထင်လိုက်တာဒါပေမဲ့ကန်နီယာကမိနစ်သာမပေးဘူးလို့ပဲပြောရမလားဘောလုံးကဂိုးပါးတန်းကိုတီဗီပြန်ထွက်လာတယ်ဗျာတကယ်လို့အဲ့လုံးသာဝင်သွားရင်ပွဲဖြေကတမျိုးဖြစ်သွားနိုင်တယ်ဒါကလီဗာပူးအတွက်ပရာဝိုင်းမှာအကောင်းဆုံးတဲ့တစ်ခုတည်းသောအခွင့်အရေးလို့တောင်ပြောလို့ရတယ်ပရာဝိုင်းမှာအာဆင်နယ်ကစိုးမိုးခဲ့ပေမဲ့ဒုတိယပိုင်းပြန်စားရတဲ့ပွဲအခြေအနေကပြောင်းပြန်ဖြစ်သွားတယ်လီဗာပူးကပွဲကိုပြန်ထိန်းချုပ်လာနိုင်တယ်လီဗာပူးကကွင်းလေလူတွေဖြစ်တဲ့မန်အလီစတာဆိုဘိုစလိုင်းတို့ကဘောလုံးပိုရလာတယ်အာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှုလျော်သွားပြီးကွင်းလေမှာရှင်ကစားရဖို့ခက်လာတယ်ဖက်ရဲ့လင်းခေါဆွဲပြေးလာမှုကိုအာဆင်နယ်ကစားသမားတွေတားဆီးပုံကြမ်းတမ်းခဲ့ပေမဲ့ပယ်နယ်တီမပေးခဲ့တာကလည်းပြောချင်စရာပါဒါပေမဲ့အနေထားတွေကဆော့ပယ်နယ်တီဆိုတော့ပေးချင်လဲရမပေးချင်လဲရတာကိုဗျာပွဲချိန်မိနစ်90ပြည့်သွားလို့နာကျင်အချိန်ကိုရောက်တဲ့အခါမှာတော့ပွဲကအထွတ်ထိပ်ကိုရောက်လာပါပြီမာတင်နယ်လီကဒဏ်ရာရနေတဲ့ဘရက်ဒလီကိုအချိန်ဆွဲတဲ့တင်ပြီးတွန်းပို့ခဲ့တာကလည်းပွဲဖြစ်သွားပါသေးတယ်သို့တော့ဒါမျိုးဆိုတာဘယ်လိုလုပ်သိနိုင်ပါလဲဒါကိုဝေဖန်နေတဲ့ဂရီနဗီရိုင်ကင်းတို့ဆိုတာတကယ်တော့မန်ယူခရန်ဝင်နေပြီးတောက်ယူနေလေဗျာသူတို့ကသူများကစားသမားတွေဘွားကနေနားသွားရအောင်ရွယ်ချက်ရှိရှိချိုးခဲ့ကြတာမဟုတ်လားဖျားတကရောင်ဆောင်ထားတဲ့ဓမြတွေပါပဲဗျာပွဲပြီးကန်ဒီမှာဂျေဆုအခွင့်အရေးရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့တာကလည်းနှမျောစရာပါပဲပွဲကတော့မွေးမသေးဒုံမကျိုးအနေထားပါပဲအာဆင်နယ်ကနိုင်မှုကစားပေမဲ့မရှုံးမှုကိုပဲဂိူးဆိုင်သွားတာကိုပဲထည့်ပြောရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ